အလက်အငိုက်ဝင်ရောက်ဆက်ဆေးမှုတစ်ခုအတွင်းမှာစစ်လက်ချင်းရေးဆရာကြီးဟာအိတ်ဆောင်တဲ့ကိုဝင်လာခဲ့ပြီးဗင်းဆန့်ရဲ့တိတ်တာထဲမှာဖတ်ထားတဲ့ပေါင်ပေါင်ကလုံးကိုတွေ့လိုက်ရတယ်ဒေါသထွက်နေတဲ့ဆရာကြီးဟာချက်ချင်းပဲစီကံအစ်စ်တစ်ခုကိုထုတ်ပြန်လိုက်တယ်အခုကစပြီးဗင်းဆန့်အမှားတစ်ခုခုလုံးလိုက်တာတက်ဖွဲ့တစ်ခုလုံးအပစ်ဒဏ်ခံရမယ်ဆိုတာပါပဲပြီးတာနဲ့ဆရာကြီးဟာအဲ့ဒီပေါင်မုံကိုသူ့ရဲ့ပါဇက်ထဲထိုးထည့်လိုက်ပြီးကြံတဲ့စစ်သားတွေကိုတိုက်ထိုးခိုင်းလိုက်တယ်သူတစ်ပါးရဲ့အမှားအတွက်အားလုံးကအပြစ်ပေးခံရတာကိုဒေါသထွက်နေတဲ့စစ်သားတွေဟာသူတို့ရဲ့ဒေါသတွေအားလုံးကိုဗင်းဆန့်ပေါ်ပုံချလိုက်ကြတယ်သူတို့ဟာစက်ပြခဲမာမာတွေကိုတပတ်တွေနဲ့ပတ်ပြီးတင်းတင်းကြပ်ကြပ်ချီနှောင်ကလက်နက်တွေအဖြစ်ပြောင်းလဲလိုက်ကြတယ်အဲ့ဒီညအချိန်မှာပဲအားလုံးကဗင်းဆန့်ကြီးကိုတိတ်တိတ်လေးချင်းကပ်လာခဲ့ပြီးစောင်းနဲ့တင်းတင်းဖိပြီးပါဇက်ကိုပိတ်ပြီးသူတို့ရဲ့ကိုယ်တိုင်လောက်လက်နက်တွေနဲ့ရက်ဆက်ဆက်ရိုက်နှံ့ကြပါတော့တယ်အဲ့ဒီလိုနဲ့အလိတ်ကျရိုက်နှံ့ကြပြီးဗင်းဆန့်ရဲ့တူရီတော်တငယ်ချင်းဖြစ်တဲ့ဒေးဗစ်ကတော့မှခနာဒါဒေဝေပြီးနောက်သူ့ပါရိုက်တယ်ပါဝင်ခဲ့တယ်အဲ့ဒီညကဗင်းဆန့်ရဲ့ငိုကြွေးတန်တွေဟာမိုးလဲနဲ့အထိကြာမြင့်ခဲ့တယ်အဲ့ဒီနေ့ကစပြီးအမြဲတမ်းပျော်ပျော်ရွှင်ရွှင်ပြုံးနေတတ်တဲ့ဗင်းဆန့်ဟာအေးဆက်ပြီးဒေါသလက်စားချေလိုစိတ်တွေပြည့်နေတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါပြီသူဟာသူ့ကိုယ်သူလူတိုင်းကိုအံ့အားသင့်အောင်လုပ်ဖို့ဆုံးချလိုက်တယ်နောက်ရက်တွေမှာတော့သူဟာအရင်ကထက်ဆယ်ဆဖို့စ조사ပြီးလေ့ကျင့်ခဲ့တယ်သူ့ရဲ့လှုပ်ရှားမှုတွေဟာပြတ်သားတိကျလာခဲ့တယ်တနက်ပြင်လည်းတီချာမောက်မှန်ကန်လာပြီးလက်နက်တွေကိုလည်းကျွမ်းကျင်သူတစ်ယောက်လိုကင်တွယ်လာနိုင်တယ်ဆရာကြီးလည်းအံ့အားသွားခဲ့ပြီးသူဟာဗင်းဆန့်ကိုအမြဲတမ်းလူရှင်တော်တစ်ယောက်လိုအားနေသူအသုံးမကျသူဖြစ်ပဲမြင်လိုက်တာပါဗင်းဆန့်ဟာအတားအဆီးနေရန်တစ်ခုကိုတော့အခါမှမကြော်ဘူးဘာတစ်ချက်တောင်ကောင်းကောင်းမဆွဲနိုင်ဘူးအမင့်ကိုကြောက်ပြီးအခြေခံပြေးပွဲကိုတော့အဆုံးမတတ်နိုင်ခဲ့ပါဘူးတနက်ပြစ်လက်ကျမှုတွေမှာဘဲညာကိုတော့မကြာခဏမမလဲလဲနေတတ်ပါသေးတယ်ဒါနဲ့ဆရာကြီးဟာသူ့ကိုစိတ်ဖြတ်လွန်းလို့တွေးအံလူနီပါလူမြရှိမှာအမြဲတမ်းလိုမညာမနာအပြစ်ဒဏ်တွေပေးခဲ့တယ်ဒါပေမဲ့ရိုက်နှက်ခံရတဲ့ညကစပြီးဗင်းဆန့်ဟာထူးဆန်းချက်ပြောင်းလဲလာခဲ့တယ်တညမှာတော့ဒေးဗစ်အဆောင်ကြနေတော့ရေချိုးကန်းတွေကစူညံတန်းတွေချားခဲ့တယ်သူတကားကိုတွန်းခွင့်လိုက်ပြီးရုတ်တရက်သူလည်းလန့်သွားခဲ့တယ်ဗင်းဆန့်ဟာအိမ်တာပေါ်မှာထိုင်နေပြီးသူ့ရဲ့ rifle တနက်သေးကိုကြီးစံတွေထည့်နေတာနဲ့တပြိုင်နက်ပဲမကောင်းဆိုးဝါးလိုပြုံးနေတာကိုတွေးလိုက်ရတယ်ဒေးဗစ်ကသူ့ကိုတားဆီးဖို့ပြောပြီးဒါဟာလူတိုင်းကိုထပ်ပြီးအပြစ်ဒဏ်ခံရစေလိမ့်မယ်လို့တောင်းပန်လိုက်တယ်ဗင်းဆန့်ဟာချက်ချင်းပဲထပ်ရလိုက်ပြီးလေ့ကျင့်ရေးအမိန့်တန်တွေအကျယ်လောင်းအော်ဟစ်လာပြီးစီးရဲလှုပ်ရှားမှုပုံစံတွေလှုပ်ဆောင်လာတော့တယ်သူ့ရဲ့အတန်းဟာတပ်ဖွဲ့ရဲ့အိတ်ဆောင်တစ်ခုလုံးကိုပဲ့တင်ရိုက်သွားပြီးဆရာကြီးအပါပဲလူတိုင်းလည်းအံ့အားသွားခဲ့ကြတယ်ဒီလိုနဲ့ဆရာကြီးဟာဆဲဆိုပြီးရောက်လာခဲ့ပေမဲ့ဒေးဗစ်ကဗင်းဆန့်ရဲ့တန်တဲ့ထဲမှာကြီးစံထည့်ထားတယ်လို့အမြန်ပြောပြလိုက်ခဲ့ဆရာကြီးရဲ့မျက်နှာမူရာဟာချက်ချင်းပြောင်းလဲသွားခဲ့ပြီးသူဟာဗင်းဆန့်ကိုတီငိန်သွားအောင်ညင်သာစွာနဲ့သတိထားပြီးပြောဆိုဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ဗင်းဆန့်ကသူပြောတာတွေကိုဂရုတော်မစိုက်ပါဘူးဒါကဆရာကြီးကိုစိတ်ထိခိုက်အချက်စားစေခဲ့တယ်ဒေါသကြီးနဲ့သူဟာပုံမှန်အနိုင်ကျင့်တဲ့အတိုင်းပြန်ဖြစ်သွားပြီးလူတိုင်းရှေ့မှာဗင်းဆန့်ကိုထပ်ပြီးအော်ဟစ်ခဲ့ပြန်တယ်ဒီတစ်ချိန်မှာတော့ဗင်းဆန့်ဟာဘာမှပြန်မပြောတော့ပဲဆရာကြီးကိုတနတ်နဲ့ပြစ်လိုက်တယ်ဒေးဗစ်ကသူ့ကိုစိတ်လျှော့ဖို့ကြိုးစားပြောဆိုနေတော့မှပဲဗင်းဆန့်ဟာရုတ်တရက်တနတ်ကိုဒေးဗစ်ဖက်ချင်းလိုက်တယ်ဒါပေမဲ့သူ့တငယ်ချင်းကိုထိခိုက်လို့စိတ်မပါလာကြောင်းအဲလီစာအင်တာဘောပြန်ထိုင်လိုက်ပြီးတနတ်ပြောင်းကိုသူ့ပါဇက်ထဲထည့်ပြီးအဆုံးစီရင်လိုက်တော့တယ်